ယူဂျီတယောက်နာနာမီစီကိုဖုံးဆက်ပြီးနေရာတစ်ခုစီကိုသွားဖို့ခွင့်ပြုပါလို့တောင်းဆိုနေခဲ့ပြီးနာနာမီကတော့သူပြန်လာတာကိုစောင့်ဖို့နဲ့အဲ့ဒီအကြောင်းမှလည်းမာဟီတိုတို့ရှိနိုင်တာမလို့တယောက်တည်းမသွားဖို့တားနေခဲ့ပေမဲ့လည်းနာနာမီရဲ့စိတ်ထဲမှာတော့သူ့ကိုတားလဲအပေါ်ပါပဲလို့တွေးနေမိခဲ့ပါတယ်ဒါကြောင့်မလို့လေရှေ့မှာရှိတဲ့ကျင်းသားကောင်တွေကိုသူနဲ့ဖော်ပါလာတဲ့တယောက်နဲ့ထားခဲ့တာတစ်ဖက်မှာလည်းယူဂျီကအီချီချီတားနေတဲ့ကြားကနေပြေးထွက်လာခဲ့ပြီးအခုချိန်မှာတော့သူ့တငယ်ချင်းချောင်ပရိုလေးကိုရက်လိုက်ဖို့တားနေခဲ့ရပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့ဗဇက်နဲ့ပြောလို့မရတော့ပဲတိုက်ခိုက်ရတော့မှဖြစ်ပြီးယူရှီနိုကတော့တကယ်သိသိတဲ့သူတွေကတေးရမှာဖြစ်ပြီးလူတွေမှာလည်းနှလုံးသားဆိုတာတကယ်မရှိပဲစိတ်ဝိညာဉ်ရဲ့အလိုရတာလိုက်လုံးနေရတာမို့လူတွေရဲ့အသက်ကတန်ဖိုးရှိတယ်လို့ဆိုကသူ့ကိုမလဲသားနဲ့ဆိုပြီးယူဂျီကိုသူ့ရဲ့ဂျယ်လီငါနဲ့ချုံလောင်ပြီးလှည့်ထက်သွားခဲ့ပါတယ်ယူရှီနိုလည်းမာဟီတိုပြောခဲ့တဲ့မင်းရဲ့ကျင်သာဆောင်ရအစိတ်ပဲအဲ့ဒါကိုတုံးချဖို့ဆိုရင်ရှီကီဂျာမီရဲ့အရွယ်စားနဲ့တန်မာမှုကိုလေးလာလိုက်ရင်ရပြီလို့ပြောခဲ့တဲ့စကားတွေနဲ့မင်းကပါရမီရှိသားပဲလို့ပြောခဲ့တာတွေကိုခေါင်းထဲမှာလျှက်တစ်ပြက်ပြန်ပေါ်လာခဲ့ပါတယ်အဲ့ဒီအချိန်ယူဂျီရဲ့လက်ကသူ့ရဲ့အင်ဂျီပေါ်ကိုရောက်နေပြီးထိုးဖို့လောလိုက်ပေမဲ့လေသူ့ရဲ့ဂျယ်လီငါကာကွယ်ပေးထားတာမလို့မခံလိုက်ရပေမဲ့ယူဂျီကစိတ်တော်သွားပြီးအားပြည့်နဲ့သူ့ရဲ့ရှီကီဂျာမီရောသူရောကိုပါပြတင်းပေါက်ကနေလွန်းထွက်သွားအောင်ထိုးလွှတ်လိုက်ပါတယ်အဲ့နောက်ယူဂျီအော်အစင်းမှာလေးတက်ခိုက်လိုက်ပေမဲ့လေယူဂျီကအေးသေးပြန်တပန်းပြလိုက်ပြီးအနားကိုကက်ကဝိလက်သေးတစ်လုံးပြကျူးပေးလိုက်တော့ယူရှီနိုလည်းလေးပေါ်မှာမနာတဲ့လွန်မျောချင်းသွမ်းအားကိုရရှိသွားခဲ့ပါတယ်အဲ့နောက်ယူဂျီလည်းမင်းရဲ့ရွေချက်ကဘာပဲဖြစ်မင်းအမိနဲ့ပျော်ရွှင်နေတဲ့ပေါ်အောင်လူသက်သမားတယောက်အဖြစ်နဲ့ရှုံးပေးလိုက်တာတန်ရင်လားလို့မေးလိုက်တော့ဒီစကားကိုကြားလိုက်တဲ့ယူရှီနိုလည်းမျက်ရည်တွေနဲ့နှလုံးသားမရှိတဲ့လူတွေကပဲသူနဲ့သူ့အမေကိုဖျက်ဆီးပစ်ခဲ့ကြတာလို့နာနာချင်းပြန်ပြောပြလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့ယူဂျီလည်းယူရှီနိုရဲ့တိုက်ခတ်ကိုမရှောင်မတက်ခံလိုက်တာယူရှီနိုဘာဖြစ်ခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာတော့ယူရှီနိုလည်းသူ့အမေတေးဆုံးသွားခဲ့တာကိုပြောပြလိုက်ပါတယ်။ဒါကြောင့်မလို့ပဲယူဂျီကသူနဲ့အတူဂျူဂျက်ဆူကျောင်းမှာတက်ပြီးအဲ့ဒီရုပ်တမကောင်တွေကိုရှင်းလင်းပြကြမယ်လို့ပြောနေတဲ့အချိန်လေးမှာပဲမာဟီတိုကရောက်ရှိလာခဲ့ပြီးစူကူနာရဲ့လက်ခံကောင်ဟုဆိုတာတက်ခတ်လိုက်ပေမဲ့ယူဂျီကသူ့အဆက်ယူရှီနိုကိုပဲစိတ်ပူပြီးပြေးခိုင်းနေပေမဲ့လေယူရှီနိုကတော့မာဟီတိုကမကောင်းတဲ့သူမဟုတ်ပါဘူးလို့ရှင်းပြနေတော့မှာပဲမာဟီတိုရဲ့လုပ်ရက်တွေကိုပြန်လဲတတိထားမိသွားပေမဲ့လည်းနောက်ကျသွားခဲ့ရပြီပဲဖြစ်ပါတယ်မာဟီတိုကတော့ယူရှီနိုကိုကျင်းစားကောင်အဖြစ်ပြောင်းပြီးယူဂျီကိုတိုက်ခတ်လိုက်ပေမဲ့ယူဂျီကတော့ပြန်မတိုက်ခိုက်ပဲစူကူနာကိုသူ့ကိုကူးသားတယ်လို့မျိုးယူရှီနိုကိုလည်းကူးသားပေးဖို့အကူအညီတောင်းလိုက်ပေမဲ့စူကူနာကတော့မကူညီတဲ့အပြင်ငါမရှိရင်ဘာမှမလုပ်နိုင်တဲ့အရှုံးသမားလေးဆိုကလောင်ပြောင်နေခဲ့ပါတယ်ယူဂျီကလည်းမာဟီတိုနဲ့စူကူနာလောင်ပြောင်တာကိုဘာမှမတတ်နိုင်ပဲဖြစ်နေရတဲ့အချိန်ကျင်းစားကောင်တစ်ဖြစ်လေယူရှီနိုကယူဂျီကိုအကူအညီတောင်းနေတာကိုမျောလင့်ချက်မဲ့ကကြီးနေရပြီးသုံးရှုံးခြင်းကိုလက်ခံရတော့မှာပဲဖြစ်ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးမာဟီတိုကလောင်ရနေတာကြောင့်ဒေါသနဲ့လက်တီးကမာဟီတိုရဲ့မျက်ခွက်စီကိုရောက်သွားပေမဲ့လေမာဟီတိုကတော့သူ့ရဲ့ဝိညာဉ်ကိုမထိနိုင်ဘူးထင်ပြီးဘဝင်လေးဟပ်နေတော့တကယ်ကြီးမာဟီတိုရဲ့ခန္ဓာရောဝိညာဉ်ကိုပါထိသွားတာကိုမာဟီတိုလည်းမယုံမကြည်နိုင်ဖြစ်နေရပါတယ်အဲ့အချိန်ယူဂျီကသူ့ကိုလောင်သလားဆိုပြီးဒေါသနဲ့နာကျင်မှုတွေကြောင့်ကျင်းသာဆွမ်းရတဲ့တချိန်လုံးတက်လာပြီးမာဟီတိုလည်းတက်ပြစ်မယ်လို့ပြောနေခဲ့တဲ့အပြင်မာဟီတိုကလည်းအီတာတိုယူဂျီကသူ့တငယ်ချင်းတည်သွားတာတောင်မှစကူနာရဲ့လွှမ်းမိုးမှုကိုမခံရသေးတာကြောင့်ဒီကြောင်လုံးဝသူတွေကိုတက်ပြစ်ပြီးစကူနာလွှမ်းမိုးလာအောင်လုပ်ရမယ်လို့တွေးနေခဲ့ပါတယ်အဲ့လိုလုပ်လိုက်ရင်မာဟီတိုကသူ့အပေါ်ယူဂျီရဲ့မုန်းနေပိုလာမဲ့အပြင်စူကူနာကလည်းယူဂျီနဲ့အပေးယူတကူလုပ်ပြီးသူတို့ဘက်ကိုပိုးအောင်လာလိမ့်မယ်လို့ကြံစည်နေခဲ့တဲ့အပြင်အဲ့ဒီချိန်ယူဂျီကလည်းမာဟီတိုဒေါသကြီးလိုက်ကျုံးနေခဲ့ပေမဲ့မာဟီတိုကကြောင်းတော့ကျွန်တော်တို့တငယ်ချင်းတစ်တိုက်လို့ဆက်ဖြစ်ဖြစ်လုပ်နေတော့ယူဂျီလည်းအဲ့ဒီကောင်ဒီတိုင်းထိုးနေလို့မရဘူးဆိုတာလည်းသိသွားခဲ့ရပါတယ်ဒါကြောင့်မလို့လဲသူပုံမြင်မြန်ထိုးရမယ်လို့တွေးလိုက်တဲ့ချိန်မာဟီတိုကလည်းသူ့လက်ကိုဓာတ်သွားကြဖို့ပုံစံနဲ့ပြောင်းတိုက်တော့မတိအောင်အသေးအတန်ရှောင်းလိုက်ရပြီးသူ့လက်နဲ့လွန်သွားပုံစံလုပ်ပြီးယူဂျီကိုလမ်းပစ်တဲ့အချိန်မှာတော့အခွင့်အရေးတင်ပြီးဆွဲပြီးထိုးလိုက်ဖို့လောလိုက်ပေမဲ့လက်ကင်တဲ့နေရာစူးတွေထွက်လာတာကြောင့်နာကျင်သွားခဲ့ရပါတယ်ဒါပေမဲ့လည်းနာကျင်မှန်းသိသိရက်နဲ့လက်လွတ်လိုက်ရင်ဆုံးရှုံးရမှန်မှန်သိလို့မပြတ်နိုင်တဲ့တန်ရောတင်ကျိုးလေးကိုဆွဲပြီးမာဟီတိုကိုမိမိရဲ့ကင်ပေါက်နိုင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မာဟီတိုစီကိုပြေးသွားပြီးအပြင်းနဲ့လက်သီးချက်တစ်ချက်နဲ့ဆုံးမဖို့ကြံလိုက်ပေမဲ့လေသူပဲပြန်ခံလိုက်ရတဲ့အပြင်မာဟီတိုကယူဂျီရဲ့ဝိညာဉ်ကိုထိကကျင်းသာကောင်အဖြစ်ပြောင်းဖို့လောလိုက်ပေမဲ့လေဝိညာဉ်စူကူနာဖြစ်နေတာကြောင့်စူကူနာရဲ့စိတ်ဝိညာဉ်နယ်ပယ်တဲကိုသာရောက်သွားပြီးစူကူနာကဒီတခါတော့ခွင့်လောလိုက်မယ်အဆင်မရှိတဲ့ကောင်လို့သာစူကူနာနဲ့ခံလိုက်ရပါတယ်အဲ့ဒီအချိန်တတိလေးနေတဲ့မာဟီတိုယူဂျီရဲ့ခေါင်းမချင်းအမှုပညာနဲ့ခြေခံချင်းတက်ပညာပါထပ်ပြလိုက်တော့မာဟီတိုလည်းအင်းညင်းနေတဲ့အချိန်တံမြာသီးထားတဲ့ပုံမှာပေါက်သွားခဲ့ရပါတယ်အဲ့ဒီချိန်ကျင်းသာဆွမ်းအားရည်နဲ့ယူဂျီကထိုးဖို့လောလိုက်ပေမဲ့လေမာဟီတိုကအစားထိုးတိုင်းနဲ့သူ့နောက်ကိုရောက်သွားခဲ့ပြီးတိုက်ခိုက်ဖို့လောလိုက်ပေမဲ့နာနာမီကဖလက်ကန်နဲ့ဝင်ကာပြီးလို့သာကန်ကောင်းသွားခဲ့ရတာပဲဖြစ်ပါတယ်ယူဂျီကလည်းသူ့ဘသူ့မှမกินနိုင်လဲလို့နာနာမီကိုတောင်းပန်နေခဲ့ပြီးအဲ့ဒီချိန်နာနာမီကမာဟီတိုရဲ့မျက်နှာပေါ်ကသွေးသားကိုမြင်သွားပြီးမင်းထုတ်လိုက်တာလားလို့မေးလိုက်ကယူဂျီပေါ်ကိုမာဟီတိုရဲ့ကျင်းသာနီးပညာကလည်းအလုံးမဖြစ်မှလည်းတီးသွားခဲ့ရပါတယ်အဲ့ချိန်နာနာမီရဲ့ယူဂျီကိုမာဟီတိုကကျင်းစာအတက်နဲ့မတိုက်ခိုက်နိုင်တဲ့အပြင်မသက်နိုင်တဲ့အကြောင်းရင်းလည်းရှိနေတယ်ဆိုတာကိုသိသွားပြီးမာဟီတိုနှစ်ယောက်တည်းရဲ့အပီပြင်ကျိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါလေးကတော့ဂျူဂျစ်စုကိုင်ဆန်အပိုင်း7ဖြစ်ပြီးတော့အပိုင်း7ကိုနောက်နေ့မှတင်ပေးသွားမှာမလို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်